ကိုထွန်းဟာဝေးလံတီခေါင်နဲ့ရွာငယ်လေးကိုပြောင်းလာခဲ့တဲ့ဆရာဝန်တဦးပါရွာရဲ့တိတ်ဆိတ်ငြိမ်သက်မှုနဲ့တဘာဝအလှကိုသူသဘောကျပေမဲ့ရွာသားတွေရဲ့မျိုးဝန်းထဲမှာတော့ထူးဆန်းတဲ့ကြောက်ရွံ့မှုအရေးအယောင်တွေကိုသူသတိထားမိတဲ့အထူးဖြစ်ညဘက်တွေမှာဆိုရင်ရွာသားတွေဟာတကားတွေပိတ်ပြီးတိတ်ဆိတ်စွာနေထိုင်ကြတယ်။ရွာကိုရောက်ပြီးရက်နှဲငယ်ကြာမှာကိုထွန်းဟာထူးဆန်းတဲ့အိမ်မက်တွေကိုဆမြင်လာတဲ့အိမ်မက်ထဲမှာသူဟာတွေးအောင်လွှဲနေတဲ့ပစိုးဟောင်းတစ်ခုကိုကင်ထားတဲ့အရေးမေးကြီးတစ်ခုကိုမြင်နေရတဲ့အဲ့ဒီရေးကြီးဟာသူ့ကိုစိုက်ကြည့်နေပြီးကြောက်မက်ဖွယ်ကောင်းတဲ့အတန်တွေတိုးတိုးလေးရွတ်ဆိုနေတယ်။တညမှာတော့ကိုထွန်းဟာရွာရဲ့အစုံဖြတ်မှာရှိတဲ့ဇေဒီကိုဟောင်းတစ်ခုစီကိုရောက်သွားခဲ့တယ်။အဲ့ဒီဇေဒီတို့ရဲ့အနီးနားမှာသူဟာထူးဆန်းတဲ့အရာတစ်ခုကိုတွေးလိုက်ရတယ်။အဲ့ဒါကတော့သူအိမ်မက်ထဲကအတိုင်းပဲသွေးတွေဆုံးထင်းနေတဲ့ပစိုးဟောင်းတစ်ခုပါပဲပစိုးကိုဂိုင်းကြည့်လိုက်တဲ့အခါမှာပဲဒုက္ခနာကိုတဲကိုစိမ့်ဝင်လာတဲ့အေးစိမ့်တဲ့ခစားချက်တစ်ခုကိုသူခစားလိုက်ရတယ်။ကိုထွန်းဟာအဲ့ဒီပစိုးရဲ့ရှိုးဝက်ချက်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်တဲ့သူဟာရွာရဲ့တက်ကြီးရွယ်ဦးတွေစီသွားပြီးအဲ့ဒီပစိုးအကြောင်းမင်းမြန်းကြည့်တဲ့အစပိုင်းမှာတော့ဘယ်သူကမှဘာမှမပြောချင်ကြဘူးနောက်ဆုံးမှာတော့ဒေါ်အေးဆိုတဲ့အပွားဦးတူကကြောက်လန့်ကြားနဲ့အဲ့ဒီပစိုးအကြောင်းပြောပြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာမှာမောင်ရဲဆိုတဲ့လူငယ်တဦးရှိခဲ့ဘူးတဲ့မောင်ရဲဟာအလွန်အင်အားကြီးပြီးရက်စက်တဲ့သူတယောက်ပါသူဟာရွာသားတွေကိုအနိုင်ကျင့်ပြီးဒုက္ခပေးလေးရှိတဲ့ဒီနေ့မှာတော့မောင်ရဲဟာရွာရဲ့မြောက်ဘက်တော်နဲ့ထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေးခဲ့တဲ့အဲ့ဒါကတော့နတ်ဆိုးတကောင်ရဲ့ဝိညာဉ်ဆွဲခံထားရတဲ့ပစိုးဟောင်းတစ်ခုပါပဲမောင်ရဲဟာအဲ့ဒီပစိုးကိုယူလာပြီးတဲ့နောက်မှာသူ့ရဲ့အပြုအမူတွေဟာပိုပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့သူဟာလူတွေကိုတက်ဖြစ်ပြီးသူတို့ရဲ့သွေးတွေကိုအဲ့ဒီပစိုးနဲ့တုံးလိမ့်လေးရှိတဲ့နောက်ဆုံးမှာတော့ရွာသားတွေဟာမခံနိုင်တော့ပဲဝိုင်းဝန်းပြီးမောင်ရဲကိုတက်ပစ်ခဲ့ကြတယ်ဒါပေမဲ့မသေးခင်မှာမောင်ရဲကသူ့ရဲ့သွေးဆုံးတဲ့ပစိုးကိုစီဒီအိုဟောင်းတဲကိုပစ်ထည့်ခဲ့တယ်ဒေါ်အေးကပြောပြတာကအဲ့ဒီပစိုးဟာအခုထိနဆိုးရဲ့စွမ်းအားတွေရှိနေတုံးပဲတဲ့ဘသူပဲအဲ့ဒီပူဆိုးကိုဂိုင်းအဲ့ဒီနဆိုးရဲ့ဝိညာဉ်ကသူ့ကိုပုတ်ကပ်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်သွားစေနိုင်တယ်တဲ့ကိုထွန်းဟာဒေါ်အေးရဲ့စကားတွေကိုနားထောင်ပြီးအလွန်ကြောက်လန့်သွားတဲ့သူဟာအဲ့ဒီပစိုးကိုချက်ချင်းဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ CDOC ကိုပြန်ရောက်တဲ့အခါပစိုးဟာအဲ့ဒီမှာမရှိတော့ဘူး။ညဘက်မှာကိုထွန်းဟာသူ့ရဲ့အိမ်မက်ထဲမှာအရင်ကထက်ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့အရေးမေးကြီးကိုပြန်မြင်လာတဲ့အဲ့ဒီရိတ်ကြီးဟာသွေးတွေဆူရွှဲနေတဲ့ပစိုးကိုကင်ထားပြီးသူ့ကိုတဖြည်းဖြည်းတိုးကပ်လာတဲ့အဲ့ဒီအချိန်မှာပဲကိုထွန်းဟာသူ့ရဲ့လက်ထဲမှာလည်းအဲ့ဒီသွေးဆုံးတဲ့ပစိုးကိုကင်ထားတာကိုသတိထားမိလိုက်တယ်။သူ့ရဲ့မျက်ဝန်းတွေဟာနီးရဲလာပြီးသူ့နှုတ်ခမ်းကနေကြောက်မက်ဖွယ်ကောင်းတဲ့အော်တန်တွေထွက်လာတဲ့သူဟာမောင်ရဲရဲ့နဆိုးပုတ်ကတ်ချင်းကိုခိုင်လိုက်ရပြီဆိုတာသူသိလိုက်တယ်။နောက်တနေ့မနက်မှာရွာသားတွေဟာကိုထွန်းကိုစီဒီအိုဟောင်းရဲ့အနီးအနားမှာသွေးတွေပေးကြံနေတဲ့မျက်လုံးတွေနဲ့ရက်နေတာကိုတွေးလိုက်ရတယ်သူ့လက်ထဲမှာတော့သွေးဆုံးနေတဲ့ပစိုးကိုတင်းတင်းဆုပ်ကင်ထားတဲ့ရွာသားတွေဟာကြောက်လန့်ကြားနောက်ဆုတ်သွားကြတယ်သူတို့ဟာအဲ့ဒီပူဆိုးရဲ့ကျင်းစာဟာနောက်ထပ်လူတစ်ယောက်ကိုဖမ်းစားသွားပြီဆိုတာသိလိုက်ကြတယ်အဲ့ဒီအချိန်ကဆက်ပြီးအဲ့ဒီရွာငယ်လေးဟာသွေးဆုံးတဲ့ပူဆိုးရဲ့ကျင်းစာသိနေတဲ့ရွာအဖြစ်လူသိများလာခဲ့တဲ့ညဘက်တွေမှာဆိုရင်ကြောက်မက်ဖွယ်ကောင်းတဲ့အော်တန်တွေဟာရွာထဲမှာလွင့်ပြတ်နေတယ်ပြီးဘယ်သူမှအဲ့ဒီအတန်တွေရဲ့အတိတ်ဘယ်ကိုမသိကြဘူးသိတဲ့သူတွေကတော့အဲ့ဒါဟာသွေးစာနေတဲ့နတ်ဆိုးရဲ့အတန်ဆိုတာကိုသိကြတယ်